ဆင်းရဲတဲ့လူငယ်တစ်ယောက်ကကမ္ဘာအကြီးဆုံးအိမ်မက်ကိုဘယ်လိုတည်ဆောက်ခဲ့သလဲတခါတလေကမ္ဘာကြီးကိုပြောင်းလဲပြတဲ့လူတွေဟာအကောင်းဆုံးအခြေအနေတွေကနေစတင်ခဲ့ကြတာမဟုတ်ပါဘူးသူတို့ရဲ့ဘဝမှာပတ်စံမရှိဘူးအခွင့်အရေးမရှိဘူးလူတွေကလည်းယုံကြည်မှုမပေးခဲ့ကြဘူးဒါပေမဲ့သူတို့မှာတစ်ခုတည်းရှိခဲ့တယ်အိမ်မက်ဒီနေ့ကျွန်တော်တို့ပြောမဲ့လူကကမ္ဘာပေါ်ကတန်ပေါင်းများစွာသောကလေးတွေနဲ့လူကြီးတွေကိုအိမ်မက်ပေးခဲ့တဲ့သူ Disney ဆိုတဲ့နာမည်ကိုကြားတာနဲ့ပျော်ရွှင်မှုမျှော်လင့်ချက်နဲ့စိတ်ကူးရင်ကဘာကိုလူတိုင်းတတိယစေခဲ့တဲ့သူဒါပေမဲ့ဒီလူဟာတစ်ချိန်ကမင်းမှဖန်တီးနိုင်စွမ်းမရှိဘူးဆိုပြီးတော့အလောက်ကနေအထုတ်ခံခဲ့ရပူးပါတယ်အဲ့ဒီလူကတော့ Walt Disney ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့သူ့ရဲ့ဆင်းရဲတဲ့ကလေးဘဝကနေကမ္ဘာအကြီးဆုံး Entertainment Empire ကိုဘယ်လိုတည်ဆောက်ခဲ့တယ်လဲဆိုတာကိုဇက်လန်တစ်ပုဒ်လို့အစအဆုံးလေ့လာသွားကြရမှာဖြစ်ပါတယ်လူတိုင်းမသိသေးတဲ့ Walt Disney ရဲ့ကလေးဘဝ1900ခုနှစ်ဒီဇင်ဘာ9ရက်နေ့အမေရိကန်နိုင်ငံချီကာဂိုမြို့မှာကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်သူ့နာမည်က Walter Elias Disneyသူ့အဖေ Elias Disney ဟာအလုပ်ကြိုးစားတဲ့သူဖြစ်ပါတယ်စီးပွားရေးအမြင်မကောင်းလို့မကြာခဏအလုပ်ပြောင်းရတတ်ပါတယ်မိသားစုကချမ်းသာတာမဟုတ်ပါဘူးအိမ်ပြောင်းရတာများတယ်တခါတလေလဲရမှာအလုပ်လုပ်ကြရတယ်တခါတလေမြို့ကိုပြန်လာရတယ်ဒီလိုမတည်ငြိမ်တဲ့ဘဝထဲမှာဝေါ့ဟာငယ်ငယ်လေးကပုံဆွဲရတာကိုအရင်နှစ်သက်ခဲ့ပါတယ်စာရွက်လေးတစ်ရွက်နဲ့ခဲတံတစ်ချောင်းရရင်နိုင်ပေါင်းများစွာထိုင်ပြီးပုံဆွဲနေတတ်ပါတယ်ဒါပေမဲ့သူ့အဖေကတော့ပုံဆွဲတာနဲ့ဘာမှဖြစ်မှာမဟုတ်ဘူးလို့ယုံကြည်သူဖြစ်ပါတယ်သူ့အဖေကဝေါ့ကိုမနက်စောကြီးထပြီးသတင်းစာလိုက်ဝေခိုင်းပါတယ်ဆောင်းရသည့်အေးလုံးနဲ့မနက်တွေမှာတော့တခြားကလေးတွေအိတ်နေချိန်ဝေါ့ကသတင်းစာထုတ်ကြီးကိုထမ်းပြီးအလုပ်လုပ်နေရပါတယ်တခါတလေကျောင်းမှာတော့အိတ်ကိုက်နေတတ်ပါတယ်ဒါပေမဲ့ဒီအခက်ခဲတွေကသူ့ကိုစိတ်ဓာတ်မကျသွားစေခဲ့ပါဘူးသူ့ရဲ့အားလက်တဲ့အချိန်တိုင်းပုံဆွဲတယ်လေ့ကျင့်တယ်စိတ်ကူးရင်တယ်အဲ့ဒီစိတ်ကူးတွေကတနေ့မှကဘာကိုပြောင်းလဲမသွားမယ်ဆိုတာဘယ်သူမှသိခဲ့ပါဘူးဒီမှာလူငယ်တွေအတွက်ပထမသင်ခန်းစာကဘာလဲအောင်မြင်တဲ့သူတိုင်းဟာအောင်မြင်တဲ့မိသားစုကမွေးဖွားလာတာမဟုတ်ပါဘူးအရေးကြီးတာကမင်းရဲ့လက်ရှိအခြေအနေမဟုတ်ဘူးမင်းရဲ့စိတ်ကူးနဲ့မင်းရဲ့ဆက်လက်ကြိုးစားနိုင်စွာပဲဖြစ်ပါတယ်Walt Disney ရဲ့ကလေးဘဝကကျွန်တော်တို့ကိုသင်ပေးတာကအိမ်မက်ကြီးတဲ့လူတစ်ယောက်ကိုဆင်းရဲမှုကမတားဆီးနိုင်ဘူးဆိုတာပဲဖြစ်ပါတယ်ကြာရှုံးမှုတွေကအောင်မြင်မှုရဲ့အုံမြင့်ဖြစ်လာတဲ့အချိန်မင်းမှာစိတ်ကူးဖန်တီးနိုင်စွမ်းမရှိဘူးကလေးဘဝတည်းကပုံဆွဲရတာကိုချစ်မြတ်နိုးခဲ့တဲ့ Walt Disney ဟာအသက်ကြီးလာတာနဲ့အမျှသူ့ရဲ့အိမ်မက်ကိုအသက်မွေးဝမ်းကြောင်းအဖြစ်ပြောင်းလဲကျင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာ animation ဆိုတာယနေ့လိုနည်းပညာတိုးတက်တဲ့လုပ်ငန်းမဟုတ်သေးပါဘူးလူအများစုကလည်းကာတွန်းရုပ်ရှင်ကိုအလေးနက်မထားကြပါဘူးဒါပေမဲ့ဝေါ်ကတော့တခြားလူတွေမမြင်နိုင်တဲ့အနာဂတ်ကိုမြင်ခဲ့ပါတယ်သူဟာသတင်းစာတိုက်တစ်ခုမှာပကြီးစရာအဖြစ်အလုပ်လျှောက်ခဲ့ပါတယ်သူထင်ခဲ့တာကဒီတစ်ခါတော့ငါအိမ်မက်စတင်နိုင်တော့မယ်ဒါပေမဲ့ဖြစ်လာတာကသူမျောလင့်ထားတာနဲ့လုံးဝမတူခဲ့ပါဘူးအလုပ်ရှင်ကသူ့ကိုပြောခဲ့တဲ့စကားတစ်ခုဟာသူ့ဘဝတစ်လျှောက်လူအများပြန်လဲကိုးကားခဲ့တဲ့စကားဖြစ်လာပါတယ်မင်းမှာဖန်တီးနိုင်စွမ်းမရှိဘူး creativity မရှိဘူးဒီစကားကြောင့် Walt Disney အလုပ်ကထုတ်ပယ်ခံလိုက်ရပါတယ်လူအများအတွက်ဒီလိုစကားကအိမ်မက်ကိုစွန့်လွတ်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ Walt Disney အတွက်တော့ဒီစကားကသူ့ကိုတက်တည်ပြခြင်းစိတ်ပိုဖြစ်စေခဲ့ပါတယ်သူကနောက်ပိုင်းမှာဒီလိုသဘောထားမျိုးကိုလက်ခံခဲ့ပါတယ်တယောက်ယောက်ကမင်းကိုမယုံကြည်ရင်အဲ့ဒါကမင်းရဲ့အိမ်မက်ကိုစွန့်လွတ်ရမယ့်အကြောင်းပြချက်မဟုတ်ဘူးကိုပိုယုံကြည်ရမယ့်အချိန်ပဲလို့သူကပြောခဲ့ပါတယ်ပထမဆုံးကုမ္ပဏီရဲ့ကြာရှုံးမှုလုံးပြုတ်သွားပြီးတဲ့နောက် Walt Disney ဟာတငယ်ချင်းတချို့နဲ့အတူ animation studio သေးလေးတစ်ခုစတင်ခဲ့ပါတယ်သူ့ရဲ့ရည်မှန်းချက်ကရိုးရှင်းပါတယ်လူတွေမမြင်ဘူးသေးတဲ့ကာတွန်းတွေဖန်တီးမယ်
ဒါပေမဲ့စိတ်ကူးကောင်းရှိတာနဲ့စီးပွားရေးအောင်မြင်မယ်လို့မဆိုလိုပါဘူး။ animation ဖန်တီးဖို့အချိန်ကြာတယ်၊ကုန်ကျစရိတ်များတယ်၊ဝင်ငွေကမတည်ငြိမ်ဘူး၊ဖောက်တယ်လည်းမများဘူး။နောက်ဆုံးမှာတော့သူ့ရဲ့ပထမဆုံးကုမ္ပဏီဖြစ်တဲ့ Last Ogram Studio ဟာငွေကြေးအခက်အခဲကြောင့်ဒီဝါလီခံလိုက်ရပါတယ်။ဒီအချိန်မှာ Walt Disney ရဲ့ဘဝမှာအမှောင်မိုက်ဆုံးအချိန်တွေကတစ်ခုဖြစ်ပါတယ်။ပတ်စံမရှိအိတ်ဆရာမရှိတဲ့နေ့ရက်များကုမ္ပဏီပိတ်သွားတဲ့အချိန်မှာ Walt Disney ဟာငွေကြေးမရှိတော့ပါဘူး။အကျွေးတွေတက်လာတယ်အလုပ်လည်းမရှိတော့ဘူး။တခါတလေအစားတောက်တော့မပြေမစုံစားရပါတယ်။တချို့နေ့တွေမှာရုံးခန်းထဲမှာပဲအိတ်ခဲရပါတယ်။သူ့မှာအဝတ်အစားအသစ်ဝယ်ဖို့တော့မတက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီလိုအခြေအနေထဲမှာတော့ဝေါ်ဟာပုံဆွဲတာကိုမရက်ခဲ့ပါဘူး။သူ့ရဲ့စိတ်ကူးတွေကိုဆက်ရေးခဲ့တယ်။တနေ့နေ့မှာဒီစိတ်ကူးတွေဟာလူတွေရဲ့ဘဝကိုပျော်ရွှင်စေမယ်လို့ယုံကြည်ခဲ့ပါတယ်။အဲ့ဒီလိုယုံကြည်ချက်ကပဲသူ့ကိုဆက်လျှောက်စေခဲ့ပါတယ်။ကြာရှုံးမှုကိုအစုံမဟုတ်သင်ခန်းစာလို့မြင်တဲ့စိတ်လူအများစုကကြာရှုံးရင်ငါမတော်ဘူးငါနဲ့မကိုက်ဘူးဒီလောက်ဆိုလုံလောက်ပြီလို့တွေးတတ်ကြပါတယ်။ဒါပေမဲ့ Walt Disney ကတော့မတူခဲ့ပါဘူး။သူကကြာရှုံးမှုတိုင်းကိုနောက်တစ်ခါဘာပြင်ရမလဲဆိုတာသင်ပေးတဲ့ဆရာလို့မြင်ခဲ့ပါတယ်။သူကနောက်ပိုင်းမှာဒီလိုပြောခဲ့ပါသေးတယ်။ကျွန်တော်ကြုံခဲ့ရတဲ့အခက်အခဲတိုင်းအတားအဆီးတိုင်းဟာကျွန်တော်ကိုပိုပြီးတန်မာလာစေခဲ့တယ်။ဒီစိတ်ဓာတ်ကြောင့်ပဲဒီဝါလီခံရတဲ့လူငယ်တစ်ယောက်ဟာကမ္ဘာအကြီးဆုံး entertainment empire ကိုတည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီအပိုင်းမှာလူငယ်တွေအတွက်ဘယ်လိုသင်ခန်းစာရမလဲ။ဒီနေ့သင်မှာအလုံးမရလို့စိတ်ဓာတ်ကျနေတာလား။လုပ်ငန်းတစ်ခုကြာရှုံးလို့လက်လျှော့ရင်းနေတာလား။လူတွေကမလုံနိုင်ဘူးလို့ပြောနေကြတာလား။ Walt Disney ရဲ့ဘဝကပြောပြနေတဲ့သင်ခန်းစာကတော့ကြာရှုံးမှုကမင်းရဲ့အဆုံးသတ်မဟုတ်ဘူး။အောင်မြင်ဖို့သင်ပေးနေတဲ့အဆင့်တစ်ခုသာဖြစ်ပါတယ်ဆိုတာပဲဖြစ်ပါတယ်။ဒီနေ့မှာလူတွေမင်းကိုတန်တရားဝင်ခဲ့တဲ့အကြောင်းအရာကပဲမင်းရဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်လာနိုင်ပါတယ်။ Mickey Mouse မွေးဖွားလာဖို့နဲ့ Disney Empire ကြီးအစအိမ်မက်တစ်ခုအတွက်နောက်ဆုံးလောင်ကြီးဒီဝါလီခံရတဲ့နောက် Walt Disney မှာဆုံးရှုံးစရာဘာမှမကြံတော့ပါဘူး။ဒါပေမဲ့သူ့မှာမဆုံးရှုံးရသေးတဲ့အရာတစ်ခုတော့ရှိနေပါသေးတယ်။အိမ်မက်သူဟာညီဖြစ်သူ Ryan Disney နဲ့တိုင်ပင်ပြီး American နိုင်ငံရဲ့ရုပ်ရှင်မျိုးတော်ဖြစ်တဲ့ Hollywood ကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာ Hollywood ကကမ္ဘာတဝန်းကအိမ်မက်ရှင်တွေစုစည်းရနေရပါဒါပေမဲ့ Walt Disney ကချမ်းသာတဲ့လူငယ်တစ်ယောက်မဟုတ်ပါဘူး။သူ့အိတ်ထဲမှာငွေကလည်းနည်းနည်းပဲရှိတယ်။ပိုင်ဆိုင်မှုဆိုလို့ဝတ်စားနေငယ်ပုံဆွဲကရိယာပြီးတော့ငါဒီနေ့အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်တခါတလေဘဝကိုပြောင်းလဲပေးတဲ့အရာဟာငွေကြေးမဟုတ်ဘူးကိုယုံကြည်နိုင်တဲ့တတ္တိပဲဖြစ်ပါတယ်အိမ်မက်ကိုထပ်ခါတလဲလဲစမ်းသပ်ခြင်း Hollywood ရောက်ပြီးနောက် Walt နဲ့ Ryan တို့ဟာအလွန်သေးငယ်တဲ့စတူဒီယိုတစ်ခုကိုစတင်ခဲ့ပါတယ်ပထမပိုင်းမှာ Live Comedy ဆိုတဲ့ကာတွန်းစီးရီးကိုဖန်တီးခဲ့ကြပြီးအနည်းငယ်အောင်မြင်မှုရရှိခဲ့ပါတယ်ဒါပေမဲ့ Walt ကဒီလောက်နဲ့မကျေနပ်သေးပါဘူးသူဟာလူတွေဘယ်တော့မှမမေ့နိုင်မဲ့ဇက်ကောင်တစ်ယောက်ကိုဖန်တီးမယ်ဆိုလို့စိတ်ထဲမှာဆုံးဖြတ်ထားတာဖြစ်ပါတယ်အကြီးမားဆုံးသစ္စာဖောက်ခံရခြင်း Walt Disney ဟာနောက်ထပ်ကာတွန်းဇက်ကောင်တစ်ခုဖြစ်တဲ့ Oswald the Lucky Rabbit ကိုဖန်တီးခဲ့ပါတယ်ဒီဇက်ကောင်ကလူကြိုက်များလာပြီး Walt ကဒီတစ်ခါတော့အောင်မြင်ပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့သူဟာထုတ်လုပ်ရေးကုမ္ပဏီနဲ့တွေ့ဆုံတဲ့အခါမှာအလွန်နာကျင်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်ကုမ္ပဏီက Oswald ဇက်ကောင်ရဲ့မူပိုင်ခွင့်ကိုသူတို့ပိုင်တယ်လို့ပြောလာခဲ့ပါတယ်အဲ့ဒီထက်ပိုနာကျင်စရာကောင်းတာက Walt နဲ့အလုံးလုံးနေတဲ့ animation အဖွဲ့ဝင်အများစုကလည်းသူ့ကိုစွန့်ခွာပြီးကုမ္ပဏီဘက်ကိုလိုက်သွားခဲ့ကြတာပဲဖြစ်ပါတယ်သူဟာဇက်ကောင်ကိုဆုံးရှုံးခဲ့တယ်အဖွဲ့ကိုဆုံးရှုံးခဲ့တယ်လုပ်ငန်းကိုလည်းထိခိုက်ခဲ့တယ်လူတစ်ယောက်အတွက်အိမ်မက်ကိုနှစ်ပေါင်းများစွာတည်ဆောက်ပြီးမှတနေ့တည်းနဲ့အားလုံးဆုံးရှုံးသွားတာဟာဘယ်လောက်နာကျင်မလဲဒါပေမဲ့ Walt Disney ကလက်မလျှော့ခဲ့ပါဘူးရထားဘုံကမွေးဖွားလာတဲ့ကြွက်လေးနယူးယောက်ကနေ Hollywood ကိုပြန်လာခဲ့တဲ့ခီးစဉ်အတွင်း Walt Disney ဟာတိတ်ဆိတ်စဉ်းစားနေခဲ့ပါတယ်အခုငါမှဘာကြံသေးလဲ
အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာ track လေးတစ်ကောင်ရဲ့ပုံရိပ်ပေါ်လာပါတယ်တကယ်တော့ငယ်စဉ်ကသူ့စတူဒီယိုထဲမှာပြေးလွှားနေတဲ့ကြွက်လေးတွေကိုသူသတိရမိခဲ့တာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအကြံစီကိုသူ့ဇနီးလီလီယန်ဒစ်နီးကိုပြောပြခဲ့ပါတယ်အစမှာဝေါ့ကမော်ထိုင်မာမောက်စ်လို့နာမည်ပေးခြင်းခဲ့ပါတယ်ဒါပေမဲ့လီလီယန်ကမော်ထိုင်မာဆိုတာနည်းနည်းလေးလေးလံနေတယ်မိုက်ကီလို့ခေါ်ရင်ပိုချစ်ဖို့ကောင်းမယ်လို့အကြံပေးခဲ့ပါတယ်ဒီလိုနဲ့ကဘာပေါ်မှာအကျော်ကြားဆုံးကာတွန်းဇာတ်ကောင်တွေကတယောက်ဖြစ်တဲ့မိုက်ကီမောက်စ်မွေးဖွားလာခဲ့ပါတယ်လူတွေရေခဲ့ကြပြီမဲ့ဝေါ်ကယုံကြည်ခဲ့တယ်မိုက်ကီမောက်စ်ကိုစတင်ဖန်တီးတဲ့အချိန်မှာလူတော်များများက track လေးတစ်ကောင်ကိုဘယ်သူကကြည့်မှလဲလို့မေးခဲ့ကြပါတယ်ဒါပေမဲ့ Walt Disney ကတော့သူ့ရဲ့ဇာတ်ကောင်ဟာလူတွေကိုရင်မောစေမယ်မျောလင်းချက်ပေးမယ်အိမ်မက်တွေကိုပြန်လဲအသက်သွင်းပေးမယ်လို့ယုံကြည်ခဲ့ပါတယ်1928ခုနှစ်မှာ Steamboat Willie ထွက်ရှိလာခဲ့ပြီး Mickey Mouse ကကဘာကျော်သွားခဲ့ပါတယ်ဒီရုပ်ရှင်ဟာအတန်ပါတဲ့အစောပိုင်း animation တွေကတစ်ခုဖြစ်ပြီး Disney Studio အတွက်အရေးပါတဲ့အလှည့်အပြောင်းဖြစ်လာခဲ့ပါတယ်ဒီကနေပြီးတော့လူငယ်တွေအတွက်ဘယ်လိုသင်ခန်းစာမျိုးရနိုင်မလဲ Walt Disney ရဲ့ဒီအပိုင်းကသင်ပေးတဲ့အကြီးဆုံးသင်ခန်းစာကတခြားသူကမင်းစီကအရာတစ်ခုကိုယူသွားနိုင်တယ်ဒါပေမဲ့မင်းရဲ့ဖန်တီးနိုင်စွမ်းကိုတော့ဘယ်သူမှမယူသွားနိုင်ဘူးသူဆုံးရှုံးခဲ့တာ Oswald ဖြစ်ပါတယ်ဒါပေမဲ့သူဖန်တီးလိုက်တာက Mickey Mouse ဖြစ်ပြီး Mickey Mouse ဟာ Disney Empire တစ်ခုလုံးရဲ့သင်္ကေတဖြစ်လာခဲ့ပါတယ်ဒီနေ့သင်ဘဝမှာတယောက်ယောက်ကသင်ကိုတစ္ဆာဖောက်ခဲ့ရင်အခွင့်အရေးတစ်ခုဆုံးရှုံးခဲ့ဒါအဆုံးမဟုတ်ပါဘူး Walt Disney လိုပဲဆုံးရှုံးခဲ့တဲ့အရာကိုလိုက်ငုံနေမဲ့အစားအသစ်တစ်ခုကိုဖန်တီးဖို့အချိန်ရောက်ပြီလို့သတ်မှတ်လိုက်ပါ Disney Empire မွေးဖွားလာခြင်းနဲ့ကမ္ဘာကြီးကိုပြောင်းလဲခဲ့သောအိမ်မက်လူတွေရေခဲ့တဲ့ Disneyland Mickey Mouse အောင်မြင်ပြီးတဲ့နောက် Walt Disney ကရပ်မနေခဲ့ပါဘူးသူ့ရဲ့စိတ်ထဲမှာနောက်ထပ်အိမ်မက်ကြီးတစ်ခုပေါ်လာခဲ့ပါတယ်မိဘတွေနဲ့ကလေးတွေအတူတူပျော်ရွှင်နိုင်တဲ့နေရာတစ်ခုကိုငါဖန်တီးခြင်းတယ်အဲ့ဒီအချိန်မှာဗန်းဖြစ်ဥယျာဉ်တွေဟာညစ်ပတ်တယ်အန္တရာယ်များတယ်ကလေးတွေအတွက်သာအဓိကယူရထားကြတယ်ဘောကတော့မတူတဲ့အရာကိုမြင်ခဲ့ပါတယ်သူ့ရဲ့အိမ်မက်ကလူတိုင်းအသက်ဘလောက်ရှိကလေးဘဝကိုပြန်ခံစားနိုင်တဲ့ကဘာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီအကြံကိုပြောတဲ့အခါလူအများစုကရေခဲ့ကြပါတယ်ရင်းနှီးမြှုပ်နှံသူတချို့ကဒီစိတ်ကူကအရန်စိတ်ကူရင်ဆန်လုံးနဲ့လို့ငင်းပယ်ခဲ့ကြတယ်ဘန်တွေကလည်းချင်းငွေထုတ်ပေးဖို့တွန်းဆုတ်ခဲ့ကြပါတယ်ဒါပေမဲ့ Walt Disney ကသူ့အိမ်မက်ကိုတခြားသူတွေရဲ့တန်တရားနဲ့မတိုင်းတာခဲ့ပါဘူးအရာအလုံးကိုလောင်းကြီးထပ်ခဲ့တဲ့လူတစ်ယောက် Disneyland စောက်ဖို့ငွေကမလုံလောက်ပါဘူးဘောဟာပိုင်ဆိုင်ငွေတွေထုတ်သုံးခဲ့တယ်ပိုင်ဆိုင်မှုတချို့ကိုအပေါင်ထားခဲ့တယ်နောက်ပြီး TV အစီအစဉ်တွေထုတ်လွှင့်ပြီးရရှိတဲ့ငွေကိုလည်း Disneyland တည်ဆောက်ဖို့အသုံးပြုခဲ့ပါတယ်လူအများကဒီလောက်စွန့်စားရမလားလို့မေးခဲ့ကြပါတယ်ဒါပေမဲ့ Walt ကတော့ If you can dream it you can do it မင်းအိမ်မက်မှတ်နိုင်အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဆက်လျှောက်ခဲ့ပါတယ်ဖွင့်လှစ်ခဲ့တဲ့နေ့ကအရှုံးလားအောင်မြင်မှုလား1955ခုနှစ် Disneyland ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်ဒါပေမဲ့ဖွင့်ပွဲနေ့ကပြီးပြည့်စုံမနေခဲ့ပါဘူးရင်ကျော်ပိတ်ဆို့မှုကြီးဖြစ်ခဲ့တဲ့ရာသီဥတုပူလွန်းလို့လမ်းခင်းကတ္တရာတော်ပျော့သွားခဲ့တယ်ရေတောက်ဆက်အချို့အလုံးမလုံးခဲ့ဘူးစားတော့ဆိုင်အချို့မှာအစားတော့ကုန်သွားခဲ့တယ်ဖိတ်ကြားမထားတဲ့လူတွေလည်းလက်မှတ်အတုတွေနဲ့ဝင်လာခဲ့ကြတယ်သတင်းစာတချို့က Walt Disneyland ဟာကြာဆုံးမှုကြီးပဲလို့ရေးသားခဲ့ကြတယ်ဒါပေမဲ့ Walt Disney ကအဲ့ဒီနေ့ကိုအဆုံးသတ်လို့မမြင်ခဲ့ပါဘူးသူကပြဿနာတစ်ခုချင်းစီကိုပြင်ဆင်ခဲ့တယ်ဧည့်သည်တွေရဲ့အတွေ့အကြုံကိုနားလည်ခဲ့တယ်နားထောင်ခဲ့တယ်နေ့တိုင်းပိုကောင်းအောင်လုပ်ခဲ့တယ်နှစ်အနည်းငယ်အတွင်းမှာပဲ Disneyland ဟာကမ္ဘာအကျော်ကြားဆုံးအပန်းဖြေဥယျာဉ်တွေကတစ်ခုဖြစ်လာခဲ့ပါတယ် Walt Disney ရဲ့အောင်မြင်မှုနောက်ွယ်ကအလေးကျင့်များ Walt Disney ရဲ့ရည်ရှင်းတစ်ခုတည်းကြောင့်မအောင်မြင်ခဲ့ပါဘူးသူ့မှာထူးခြားတဲ့အလေးကျင့်တွေရှိခဲ့ပါတယ်လူတွေမမြင်သေးတဲ့အနာဂတ်ကိုမြင်နိုင်တယ်တခြားသူတွေကပြဿနာလို့မြင်တဲ့နေရာမှာဝါကအခွင့်အရေးလို့မြင်တယ်အသေးစိတ်ကိုအလွန်ဂရုစိုက်တယ်
Disneyland မှာဧည့်သည်တွေမြင်နိုင်တဲ့အရာတိုင်းကိုအသေးစိတ်စစ်ဆေးတတ်ပါတယ်အမှားကိုလက်ခံတယ်အမှားဖြစ်ရင်အကြောင်းပြချက်မရှာဘူးဖြေရှင်းချက်ကိုရှာတယ်အိမ်မက်ကြီးပေမဲ့အလုပ်လည်းကြီးတယ်သူ့ရဲ့အောင်မြင်မှုကစိတ်ကူးကောင်းတစ်ခုတည်းကြောင့်မဟုတ်ဘူးနေ့စဉ်မနာမနေစူးစမ်းခဲ့တဲ့ရလဒ်ဖြစ်ပါတယ်လူငယ်တိုင်းအတွက် Walt Disney ရဲ့ဘဝသင်ခန်းစာ Disneyland ရဲ့ဘဝက Walt Disney ရဲ့ဘဝကနေကျွန်တော်တို့သင်ယူနိုင်တဲ့အရေးကြီးဆုံးသင်ခန်းစာ9ခုရှိပါတယ်နံပါတ်1စင်ရမှုကမင်းရဲ့အနာဂတ်ကိုမဆုံးဖြတ်နိုင်ဘူးနံပါတ်2လူတွေမင်းကိုမယုံကြည်တာကမင်းအိမ်မက်ကိုရပ်တန့်စေဖို့မဟုတ်ဘူးနံပါတ်3ကြရှုံးမှုကလမ်းဆုံးမဟုတ်ဘူးလမ်းပြောင်းတဲ့ဆိုင်းဘုတ်ပဲနံပါတ်4မင်းဆုံးရှုံးသွားတာထက်မင်းဖန်တီးနိုင်တာကပိုရေးကြီးတယ်နံပါတ်5အောင်မြင်ခြင်းသိခံနိုင်စွမ်းလိုတယ်နံပါတ်6အိမ်မက်ကြီးတဲ့သူဟာလှုပ်ဆောင်ချက်လည်းကြီးရမယ်နံပါတ်9မဖြစ်နိုင်ဘူးလို့လူတွေပြောတဲ့အရာကိုလုပ်နိုင်တဲ့သူကသမိုင်းကိုရေးတဲ့သူဖြစ်တယ်ဒီနေ့ Disney ဆိုတဲ့နာမည်ကိုလူတိုင်းသိကြပါတယ်ဒါပေမဲ့လူအများမေ့နေကြတာကအဲ့ဒီနာမည်ရဲ့နောက်ွယ်မှာအလုပ်ပြုတ်ခဲ့တဲ့လူငယ်တစ်ယောက်ရှိခဲ့တယ်ဒေဝါလီခံခဲ့တဲ့စီးပွားရေးသမားတစ်ယောက်ရှိခဲ့တယ်မင်းမှာ creativity မရှိဘူးလို့အပြောခံခဲ့ရတဲ့ပကြီးဆရာတစ်ယောက်ရှိခဲ့တယ်သူသာအဲ့ဒီနေ့မှာလက်လျှော့ခဲ့မယ်ဆိုရင်ဒီနေ့ကဘာကြီးမှာ Disney ဆိုတာရှိလာမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့မင်းရဲ့ဘဝမှာတကားတစ်ချက်ပိတ်သွားရင်အဲ့ဒါကိုအဆုံးလို့မတွေးပါနဲ့ Walt Disney လို့တကားအသစ်တစ်ချက်ဆောက်ဖို့စတင်လိုက်ဘာကြောင့်လဲဆိုတော့အိမ်မက်တွေကသူတို့ကိုယုံကြည်ပြီးလက်မလျှော့တဲ့လူတွေစီမှာပဲအကောင့်ထဲဖော်နိုင်လို့ပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးဗီဒီယိုမျိုးခွန်အားဖြစ်စေတဲ့ဗီဒီယိုမျိုးတွေကိုဆက်လက်ပြီးတော့နားထောင်ခြင်းနဲ့ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe နှိပ်သွားဖို့အတွက်တောင်းဆိုလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်